နေ့ကအင်းစင်ပရိသတ်လမ်းမှာလုပ်တဲ့ BMF ကားပြဝဲပေါ့ကားဒီနဲ့ BMF ပေါင်းလုပ်တဲ့ကားပြဝဲကိုထားကြည့်ပါပေါ့ဒီနေ့ကတော့မနေ့ကတော့ first day ပေါ့ဒီနေ့ကတော့ဒုတိယနေ့ပေါ့ let's goရိုင်းပေါ့နော်လေရန်ကိုရိုင်းရနေပြီးတော့ကျွန်တော်တက်လာတယ်ပေါ့ဒါကကျွန်တော်ဘာခေါ်မလဲပြည်လန်းခေါ်မှာပေါ့နော်ဂုံဒရာပေါ်မတက်ဘူးကျွန်တော်ဂုံဒရာအောက်ကနေသွားမယ်ပေါ့ကျွန်တော်ဟိုပေါ့အင်းစိန်လမ်းမကြီးသူကရှေ့မှာကျတော့လမ်းနှစ်ခွားရှိတာဗျာနှစ်ခွားရှိလို့ကျွန်တော်တို့ကအင်းစိန်လမ်းမကြီးဘက်ကိုသွားမှာဟိုပြည်လန်းဘက်ကိုမသွားကျွန်တော်ဘယ်ဘက်ကိုဘယ်ဘက်ကျိုးလိုက်မှာပေါ့နော်အင်းစိန်လမ်းမကြီးတိုင်းတက်လာဗျာဒီမှာမြင်းနေရတဲ့ခမုံးပွင့်တို့ဘာလို့ကြောလာခဲ့အောင်ခမုံးတွေဘာကျွန်တော်ရှေ့ပြီးတော့ရှေ့မှာလည်းမီးပွိုင်းရှိရမီးပွိုင်းတွေဘာလို့ဆက်ကြောမီးပွိုင်းတစ်ခုကိုကြောမယ်ပြီးတော့နောက်ထပ်မီးပွိုင်းတစ်ခုကိုကြောမယ်ချတိတ်တို့ဘာကြောပလိုက်ဒီကချတိတ်တို့ဘာပြန်ဖုန်းရောင်းနေအဲ့တော့ဆိုင်ရင်းတော့ဘယ်လိုကောင်းလဲခုနကပဲတိတ်ပြောလို့ဆိုလို့မကောင်းအဲကားလောက်ကားတွေပါလေကောင်းခြေနဲ့ဆန်လာအဲ့လိုပြောနေဖြက်လာအဲ့စိတ်လက်တိုင်းတဲ့လားပရိဒလိုက်ရတယ်ကျွန်တော်ဘယ်ချိုးဒီဘက်ကိုပြီးရတဲ့ရောက်ရောက်တယ်ဆိုတော့ဒီမှာကားပါကင်မှာကားရရလို့ရမယ်ဟိုးပါကကျွန်တော် BMF ရှိမယ်ဒီထဲမှာဒီကားတွေအများကြီးပြနေတာကျွန်တော်ဝင်ကြည့်လို့ရပြန်မှာပေါ့ဝင်ချင်းဘိုက်စားရဲဆိုရင်တော့ဒီဘက်ညာဘက်ထဲကိုဝင်ပြီးတော့မုံဝင်စားလို့ရမယ်ဒီဘက်တည့်သွားမှဆိုတော့ကားပြပွဲဝင်ကြည့်လို့ရမယ်ဒီလိုဆိုတော့ကျွန်တော်ဘိုက်စားတော့ဘိုက်စားတော့မှကျွန်တော်မုံဝင်စားလို့ဒီမှာတော့မာရီတွေကော်ဖီတိုက်တာရှိမယ်ပေါက်စီတီးရဆိုတာစမူစာကျွေးရရှိတယ်ဒါကော်ဖီအေးတောက်မယ်ဒါကော်ဖီအေးရှိမယ်နောက်ပေါက်စီရှိမယ်စမူစာရှိတယ်ဒီမှာထိုင်စားလို့ရတယ်ဒီမှာကတော့စမူစာကတော့အပျော်ကြီးပါမယ်ကော်ဖီပါကျွန်တော်ဆိုတာကုထိုးဝင်ရှိမှာနော်မရှိသေးပါဘူးကိုကျူလာဒီမှာကအိုင်ရွန်ရှိမယ်အိုင်ရွန်ရှိမယ်ဟုတ်လားနောက်ဒီမှာကMAD ပေါ့ MAD ကသူတို့ဒီ capital guy ဆိုပါတော့ကားရွှေရှောင်းလုပ်တဲ့ဟာတွေရှိမယ်နောက်ဒီဘက်မှာကအိုင်ရွန်ကိုတက္ကစီရောင်းနေတာရှိမှာဒီဘက်မှာအိုင်ရွန်တက္ကစီရောင်းတယ်ဆိုတော့ဒီမှာကလူတွေအများကြီးစိတ်ဝင်စားတယ်တက္ကစီကတော့သူကစပြီးတော့ပြောင်းနေပြီဒီဘက်ကအကုန်လုံးကတော့ဒါ insure တော့ပေါ့ KBZ မနေ့ကပြောတဲ့အတိုင်းပဲ insure GGI နောက် insure ဒီဘက်မှာစွမ်းရှိမယ်ဒီမှာဒါကိုထူးဝေးအကားတွေပြီးကားတွေဟိုဘက်မှာကJPM ကားရှိလို့ရှိပါဒါကဒေါက်တာကားကားတွေပေါ့နော်ဒေါက်တာကားတွေရောင်းနေပါနော်ဒါကမနေ့က3တီးရောက်ပြီဒီနေ့မနေ့စီရောက်သွားပြီတော့ဒါကအားပြီဒီနေ့တော့ तू မရောင်းရသေးဘူးမနေ့က तू ချက်ချင်းအားရမှသာပြောတာ3တီးရောက်ရတယ်ဆိုပြီးတော့ဒါကဒေါက်တာကောမနေ့က live ကမကြည့်လို့အစ်စ်ပြန်ရိုက်တယ်ဟာဒေါက်တာကော
နောက်ကျွန်တော်ဒီဘက်မှာဆိုရင် DFSK ပေါ့နော်ဒါကျွန်တော်ရောင်းနေတယ်ကျွန်တော် brand ပေါ့နော် DFSK Ferguson လာရောက်ပြီးတော့ဝယ်ယူအားပေးနိုင်တယ်ဒီမှာဆို DFSK မှာဆိုရင် CD5 လည်းရှိမယ်Ferguson 600လည်းရှိမယ်နော်လာဝယ်လို့ရမယ်ဒီကောင်ကခုံ3တန်အလဲရှောက်လန်းနောက်မှ5ချက်မယ်ပြီးတော့ bonnet short ပါပါတယ်လုံးဝကားတော့လုံးဝ full grade ဒီကားလာပြီးတော့ဝယ်လို့ရမယ်နောက်ပြီးတော့ဘာတစ်ခုရှိမလဲဆိုတော့ပြောပါကျွန်တော် pick ကလည်းရှိပဲเนาะ EV ပေါ့ဒီကောင်က EC31 EV pick ကလည်းရှိပဲဒါကျွန်တော်ရဲ့ DFSK ဖူးမှာလာဝယ်လဲကျွန်တော်ညီမလေးရှိတယ်သူတို့စီမှာလာပြီးတော့ကားတွေလာဝယ်လို့ရပါတယ်ဒါ EVဒီနေရာက JPN ကားရှိုးရုံးက JPN ကားရှိုးရုံးကကားတွေရဲ့နေရာနောက်ဒီမှာကဒါကကျွန်တော်အချစ်ဆုံးညီလေးလာမင်းတရားကားရှိတဲ့နေရာဒီမှာ hold ရှိမယ် K ရှိမယ် Dimple SS03 ကျွန်တော်လည်းတူရှိနေတဲ့ကားလေးပေါ့နော်ဒီဘက်က CRCC EV taxi တွေဟိုဘက် Visa 48တွေဟိုဘက်ကဒေါက်တာကောင်းရဲ့အောက်ကဒေါက်တာကောင်းရဲ့ကားတွေပေါ့နော်ဒီမှာရှိမယ်နောက်ပြီးတော့ဒီမှာVisa 38ရှိမယ်နော်ပေါ်လည်းရှိရပါတော့ဒါအကွာရာ EG7 ဒါကလာမင်းတရားကားရှိုးရုံးကကားတွေပေါ့နော်ဒီမှာကျွန်တော်ညီလေးရှိတယ်သူတို့စီမှာကားဝယ်လို့ရတယ်လာမင်းတရားမှာဝယ်ရင်ကျွန်တော်စီမှာဝယ်လို့ပဲဝယ်လို့ရတယ်ကျွန်တော်နာမည်ပြောရင်ဈေးပိုရှော့ပေးလိမ့်မယ်နော်ဒါလာမင်းတရားကားရှိုးရုံးကကားတွေပေါ့နော်နောက်ဒီဘက်မှာဆိုရင်ဒီဘက်မှာဆိုရင်ဒါကAKM ကားတွေပေါ့နော်ဒါအခါတော့လေအောက်ကောင်းပြကားတွေပေါ့ချစ်စုံဒါလေးကဘယ်လောက်လဲချစ်စုံဒါလေးက7390ဟာ7390ဒါလေးမစိုးဘူးနော်ဒီကောင်လေးကကီလိုဘယ်လောက်လဲချစ်စုံ2000ဒါလေးမစိုးဘူးနော်1400ပဲရှိတော့7390တန်သေးနဲ့ရောင်းတာပဲတန်သေးနဲ့ရောင်းတယ်ဟာfashion ကိုလည်းရောင်းကတိက1400ဒီတော့1900ခေါ်ထားတဲ့က1400နော်ကာတီတက်စီဇန်နယ်တူဆိုရင်1400ဒါလေးကကျတော့ဒါလေးက1950အဲ့ဒီကအလန်းရမယ်ဒီမှာကြည့် 4S နဲ့4S တဲ့1950ဟုတ်ကဲ့အော်ဒီပါ6စီအဲ့ဒီနေရာက Hyper Auto ကHyper Auto ကကားတွေဟိုးဘက်မှာကကိုလင်းရဲ့ကားတွေဟိုမှာကိုသိန်းထောင်းအဲ့ဒါကိုသိန်းထောင်းဒါဒီနာရီကကားတွေကဟိုပါကိုလင်း Automobile ရဲ့ကားတွေဒီဘက်မှာကသူကGHO Auto ရဲ့ဒီဘက်ဒါ Hyper ကိုမောင်းရဲ့နေရာပေါ့နော်ဟိုဘက်မှာခြံကန်းရှိမယ်ဒီကကားတွေအကုန်လုံးကစမ်းပြအောင်ကားတွေဒါ TVA ကိုသိန်းထွန်းတို့ဒါ TVA ရကားတွေရှိမယ်နောက်ဒီဘက်ကဓာတ်လျှောက်ကဒါ EV ကားတွေအကုန်လုံးကစမ်းပြအောင်ကားတွေဟိုတယ်လေးရှိမယ်ခင်မင်းလည်းရှိမယ်နောက်တော့အော်တိုမိုကားရှိတယ်ဟုတ်နောက်ဟိုဘက်မှာဆိုရင်ကိုမျိုးစောဟင်းရဲ့ Energy Plus ဆိုတာတော့ရှိတယ်ဒါတော့ဒီဘက်မှာလာပြီးတော့ကျွန်တော်ချစ်လို့ရတဲ့ကားတွေပဲဖြစ်ပါတယ်စကားမပြောရဘူးကြီးကျန်တာအကုန်စင်းကြည့်တယ်စကားပြောပြောအဲ့တော့လည်းတိုင်းမကောင်းဘူး